လက်တစ်ချောင်းလုံးလှုပ်ရမယ်လို့အခုမသိဘူးအဲ့ပြီနော်ဘီးကိုင်နဲ့လက်တစ်ချောင်းလုံးလှုပ်ရမယ်ဒီဘီးပြင်းဒီ၃မျိုးလုံးမှာသွားတဲ့အခါမှာသတိထားမယ့်အချက်၃ချက်ရှိတယ်အဲ့ဒီချက်၃ချက်ကဘာလဲဆိုနံပါတ်1ဘီးကိုင်ထားတဲ့လက်ဒီတစ်ချောင်းလုံးလှုပ်ရမယ်အဲ့တော့အခုကမင်းတို့တိကျကျတင်တာအခုတို့မှာလက်နှစ်ဘက်ရှိတယ်လက်နှစ်ဘက်ရှိရလက်တစ်ချောင်းလုံးလှုပ်ရမယ်လို့အခုမသိဘူးအဲ့ပြီနော်ဘီးကိုင်နဲ့လက်တစ်ချောင်းလုံးလှုပ်ရမယ်တိကျကျတင်တာနော်ဘီးကိုင်ထားတဲ့လက်မင်းတို့ဘယ်တန်သမားဆိုရင်ဘီးကိုညာဘက်ကကညာသမားဆိုဘီးကိုဘယ်ဘက်ကကအဲကြောင့်မလို့ဘီးကိုင်နဲ့လက်ဒီတစ်ချောင်းလုံးလှုပ်ရမယ်နံပါတ်1အဲ့တော့လက်တစ်ချောင်းလုံးမလှုပ်ရင်ဘာဖြစ်မလဲဆရာဟုတ်ပြီဒီမှာကြည့်မယ်လက်တစ်ချောင်းလုံးမလှုပ်ရင်လက်ကဝိတ်လှုပ်မှာလက်ကဝိတ်လှုပ်ရင်ဘာဖြစ်သွားမလဲဆိုရင်မင်းတို့ရဲ့စပင်တွေကလှိုင်းနေထသွားမှာအထစ်တွေဖြစ်သွားမှာအဲကြောင့်မလို့လက်တစ်ချောင်းလုံးလှုပ်ရမယ်တစ်ချက်လက်တစ်ချောင်းလုံးလက်ကဝိတ်မလှုပ်ဘူးဆရာမင်းတို့ဘာလုပ်လဲဆိုလက်ညှိုးနဲ့လက်မဒီလိုသွားလှုပ်တာအဲ့လိုလှုပ်ရင်လည်းခုနအလားတူပဲလှိုင်းနေထသွားမှာအဲကြောင့်မလို့ဘီးကင်ထားတဲ့လက်သည်တစ်ချောင်းလုံးလှုပ်ရမယ်လို့ပြောတာရပြီလားဒီ